ငယ်စဉ်တုန်းကပကက်မှာတိတ်ထားလို့ရှိရင်ဝိဇ္ဇာတွေလာဆောင်းလျှောက်တယ်ဝိပုစင်ကြီးတွေလေအဲကြောင့်တချို့ဝိဇ္ဇာတွေပြောတာဦးဇင်းတို့နားထဲမှာကြားဘူးတယ်လူတွေကဝိဇ္ဇာကိုရှာကြတယ်တဲ့ဝိဇ္ဇာတွေကသူတော်ကောင်းကိုပြန်ရှာတယ်တဲ့နော်အဲကြောင့်တခါကြီးတခါမကြီးတွေသူတော်ကောင်းအကျင့်တွေကျင့်ကြဗျညတကောင်အချိန်ဆိုဆရာတော်ရဲ့တရားဟောတယ်လို့အဲ့ဒီမှာရှိတဲ့တာဝကတွေဦးဇင်းတို့ပြန်လိုက်လံပြီးရှင်းပြပေးတယ်နောက်ပိုင်းနိုင်ငံခြားသားတွေလည်းရောက်လာတော့တအားမေးတာပေါ့ဟာဆရာတော်ကြီးကဒီပေါ်ကိုလေကားမပါဘယ်လိုတက်တယ်လဲဘယ်လိုတက်တယ်လဲဆိုတော့တအားအမင်းများထူလာတဲ့ခါကျတော့ရှင်းပြလို့လည်းတချို့နားမလည်နိုင်တဲ့အတွက်အခုတော့လေကားတတ်ထားပေးတယ်ဦးဇင်းတို့တော့ကြည့်တော့လေအဲ့တော့လောကမှာကိုညာမမီတဲ့အရာတွေဆိုတာအများကြီးရှိတယ်နော်နောက်ဦးဇင်းတို့ကြည့်ပေါ့ဒီယတိကြီးဥခန္တီဆိုတာအလုံးနားထဲမှာရင်းနေတယ်လေယတိကြီးဥခန္တီကပင်လောင်းနယ်ပအိုးရွာတရွာမှာ10နှစ်သားလေးကလေးလေးတဦးကိုခေါ်ပြီးတော့မှကိုရင်စီးပေးပြီးတော့မှဘယ်ကိုပို့ဘူးလဲဆိုတော့ဦးဇင်းတို့ဒီရေနံချောင်းဖက်ကိုပို့ဘူးတယ်စာတင်တဲ့တက်ကိုအပ်ဘူးတယ်အဲ့ဒီရေနံချောင်းစာတင်တဲ့တက်မှာအဲ့ဒီ10နှစ်သားလေးကိုရင်လေးကစာပေပရိယတ္တိတွေလေ့လာသင်အားရင်းနဲ့နောက်ပိုင်းစာတတ်ပေတတ်ဖြစ်လာပြီးတော့မှဟိုသူ့တောရွာအကြောင်းမှာကျောင်းထိုင်ဆရာတော်ကြီးဖြစ်လာတယ်အဲ့ဒီချိန်မှာအဲ့ဒီဆရာတော်လောင်းလျာကနာမည်ကျော်ကြားတော်မူတဲ့တက်ကုန်းညောင်လွန်ဆရာတော်ဖျားကြီးဆိုတာညောင်လွန်ဆရာတော်ကြီးတမှာ8လတိုင်နဲ့ကမ္မထန်နီးယူပြီးတော့မှတောထွက်ပြီးတရားကျင့်နောက်ပိုင်းပေါက်သွားတယ်ဥဒေါင်းတော်ဆရာတော်ကြီးဆိုတာပေါ်လာလေအဲ့ဒါဥဒေါင်းတော်ဆရာတော်လောင်းလျာပြောကြတယ်ဥဒေါင်းတော်ဆရာတော်လောင်းလျာ10နှစ်သားမှာပအိုးရွာမှာအဲ့ဒီလိုနေထိုင်နေတဲ့ဒီကလေးကိုယတိကြီးဥခန္တီကသူနေတာမန္တလေးပဲလीဘယ်လိုလုပ်တော့တွေ့လဲသိလဲနော်တချို့ကိစ္စတွေညံမမိတာတွေအများကြီးရှိတယ်နော်သူတို့ကတမထအကျင့်နေကျင့်တဲ့ခါကျတော့သူတို့စောင့်ရှောက်မဲ့ပုံကိုယ်တွေဆိုတာရှိတယ်ဟိုလောကပြောရင်တော့မိခဲပြဖုံးနေပေါ့အဲ့တော့အတိတ်ကသူတို့ဖြည့်ဆည်းထားတဲ့ပါရမီတမာရအဆောက်အုံတွေအားကောင်းပြီဆိုရင်အဲ့ဒီပုံကိုယ်ဘေးကနေလာပြီးစောင့်ရှောက်ပေးရမယ့်ပုံကိုယ်တွေရှိတယ်လက်ဒီဆရာတော်ကြီးတို့မွေးဖွားတဲ့အချိန်မှာညတကောင်ချိန်ကြီးနော်မွေးဖွားတာအဲ့ဒီလိုနဲ့လေဒီဆရာတော်ရဲ့မိဘတွေအိမ်မှာမကြီးပင်ရှိတယ်အဲ့မကြီးပင်မှာဝါးတိုင်တွေထောင်ထားတာဝါးတွေကကောင်းကင်ပြန်တက်သွားတယ်နော်ညတန်းကောင်ရမှာဝါးတွေကောင်းကင်ပြန်တက်သွားတဲ့လေဒီဆရာတော်လောင်းတဲ့အမီနာမကိုမောင်တက်ခေါင်လို့နာမည်ပေးငယ်စဉ်တုန်းကလေအဲ့လိုဆိုတဲ့ခါကျတော့